Wake up! Wake up! မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဟာမင်းဘဝကိုဘယ်လောက်ထိပြောင်းလဲပြစ်နိုင်မလဲ So why are we here, Lucky? It's like anything else. A series of bad decisions over an extended period of time. Anya Taylor Joy ရဲ့ Lucky ဆိုတဲ့ဒီ limited series ကတော့ပရိသတ်တွေကြားထဲမှာတကယ်ကိုဟီပန်းစားနေတာပါ How can someone so small cause so much trouble? ဒီဇလန်နဲ့အလိုမျိုးမင်းတို့ရဲ့ဘဝမှာရောမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေရှိခဲ့ဘူးလား comment မှာပြောပြပေးခဲ့ပါဦး